ဟုတ်ကဲ့ကျွန်တော်တို့အမေသားသမီးတွေပျော်လိုက်တော့ရေဦးစိုးကျွန်တော်ပြောချင်တာကဒီဗီဒီယိုဖိုင်လေးကိုနားထောင်ကြည့်ငါရဘယ်နဲ့လောချလိုက်တာကုန်းပါပြီးစီပါပြီးကျမတို့ပြည်သူတွေဟုတ်ကဲ့ပါကျွန်တော်ဒီလောက်ပဲကျွန်တော်ပြပေးပါပေါ့နော်နောက်တစ်ခုကဒီကျွန်တော်ဒီ17လပိုင်းဒီ12ရက်နေ့တော့ကကျွန်တော်ရဲ့ Facebook ကမှကျွန်တော်တင်ပေးဖူးတယ်ပေါ့နော်ဒီအမတောက်ကဒီကျွန်တော်ထိုင်းနေဇာဖက်မှာဒီမိုးတာပေါ့နော်ဒီထိုင်းမိုးတာဒီထိုင်းဒီမိုးတာတိုက်ပွဲမှာဇေပိရှောင်းထဲမှာဒီကမှာပါနေတယ်ဆိုပြီးကျွန်တော်တင်ပေးလိုက်တယ်ပေါ့နော်တင်ပြီးနောက်ပိုင်းမှာဒီ तू ကဘယ်လိုသူရဲ့TikTok ကမှ तू ဘယ်လိုဟိုတင်ထားလဲဆိုတော့ကျွန်တော်တို့အမေသားသမီးတွေကိုဆဲဆိုတယ်နောက်ပြီးတော့ तू ရှိတဲ့နေရာကိုလိုက်ရှာပါလားတတိရှိလို့ရှိပေါ့နော်တတိရှိလို့ရှိ तू နေတဲ့နေရာလိုက်စုံစမ်းလိုက်ရှာပြီး तू ကအဲ့လိုမျိုး तू ဖေချောင်းကျဲ तू ကို तू တဝိုင်းဟိုပြောမ तू ကို तू ထင်ကြီးနေပေါ့နော်ဒါပေမဲ့ तू ကို तू တအားထင်ကြီးပြီး तू ကလင်းနေတယ် तू ကစစ်ခွေးဘောမိုင်းစစ်ခွေးအားလုံးစစ်ခွေးရဲခွေးအားလုံး तू ကအာကူတကြီးနဲ့ तू ကမိုင်ယူဆန်တယ်ကျွန်တော်တို့မိုးတာနေနေတယ်မှာပေါ့နော်အဲ့တော့အခု तू ဘယ်လိုပုံစံမျိုးနဲ့ဖြစ်သွားလဲဆိုတော့ကိုကျွန်တော်ရဲ့ဗီဒီယိုဖိုင်နားမှာကြီးသွားတဲ့စာစုံလေးကျွန်တော်ဒီဒါကြောင့်မို့ကျွန်တော်တွေးလို့ကျွန်တော်ပြန်ရတော့ကျွန်တော်ဒီကိုမလာပဲပြန်လာတင်ပေးတာဖြစ်တယ်အဲ့တော့အရှိရှုသွားကြည့်လိုက်ပေါ့နော်အဲ့ဒီဘာတွေကဘာမှမပြောဘူးလားဟိုရောင်းပြီးစားတယ်ဒါဟိုနင်တို့အဲ့ဒီရဲတွေဘာတွေကဘာမှမပြောဘူးလားရဲတွေဘာတွေကလိုင်းကြီးတွေဘာတွေပေးရလားလိုင်းကြီးတွေဘာလဲနည်းနည်းပေါ့ပေါ့ပဲတားပါစေကျွန်မမပြီးတော့သူမြောက်ရဆိုတော့တလားဘယ်လောက်ပေးရလဲရဲကိုလိုင်းကြီးသူတို့တားတော့ကျွန်မတနေ့လားမသူတို့တုတ်ထားတယ်လားပဲတားစေက3000ဘာတုတ်ထားစေဘယ်သူကိုပေးရလဲရဲဘယ်သူလဲနာမည်ဘယ်သူလဲရဲအဲ့ကလက်ထိုက်ကိုတော့ကြီးကတထားပေးဘူးရတယ်ပြီးတော့ဘိုးလေးစိုးထဲကလက်ထားပေးဘူးရတယ်ဘိုးလေးစိုးထဲက2000မောလောင်ရဲစကန်ဘိုးလေးကဟိုဟာလားနေတိုင်းလားစကန်မူလားဘိုးလေးစိုးထဲကအဲ့ကစခန်းမှုမဟုတ်တဲ့စခန်းမှုလေအားဝစေဟုတ်စကန်မူကဘယ်သူလဲစခန်းမှုနာမမပြောဝဝတော့အဲ့စကန်မူကဘာမှမပြောဘူးလားဒီဆေးရောင်းတာတွေနေတို့ပတ်စံတွေဒီလိုလိုင်းကြီးတွေပေးပြီးရောင်းနေတာတွေနေတို့စကန်မူကဘာမှမပြောဘူးလားစခန်းမှုတော့ဘာမှကျွန်မစခန်းမှုကဘာမှမပြောစေကျွန်မစခန်းမှုကကျွန်မတို့ခေါ်ပြောလို့စေလောက်တယ်မလောက်တာစေအခုငါနဲ့ TikTok အကောင့်ထဲမှာနေကစားထားတာတွေတွေ့တယ်ပေါင်900ဘုံနဲ့လာကျဲပါလာကျဲအခုလာကျဲခိုင်းရင်ရောအဆင်ပြေမှာမပြေစေဟမ်ကိုချင်းစာတက်လားစာတာပြီစေကိုချင်းစာတက်လားတာစေငါတို့ကနင်တို့တက်မလို့ချစ်တယ်ဆိုတာပြင်းနေတာပေါ့ငါတို့ကနင်တို့ထက်ပိုချစ်တယ်တက်မလို့ကိုခုတုံးလှုပ်ပြီးတော့မှနိုင်ငံအာဏာကိုမတရားယူတဲ့ကောင်တွေကိုငါတို့ကတော်လာတာနော်မော်လားကွာနော်အဲ့တော့နိမိသားစုကိုတော့အခုခုနငါတို့ရဲဘော်ပြောသလိုစားဖို့တောက်ဖို့ငါတို့ကပြစ်မထောင်ငါတို့ကလူစိတ်ရှိရဲ့နော်ကလေးမရအမေဖန်းအမေမရကလေးဖန်းငါတို့ခွေးလိုမျိုးမလုပ်ဘူးမဲအောင်လိုင်းစက်တက်လို့ငါတို့မလုပ်ဘူးနော်ကလေးမရအမေဖန်းအမေမရရင်တားဖန်းသမီးဖန်းငါတို့မလုပ်ဘူးနှစ်ကလေးတွေကိုနေရာတော့နဲ့အပြစ်ရှိတဲ့တိုင်းတွေဒီမှာခံနော်အဲ့ဒါငါတို့ကဒါဥပဒေနဲ့အညီလုပ်တာနင်တို့ထောက်ခံတဲ့အဘစစ်ခွေးတွေရတာဗဇက်ကလာဥပဒေအညီပြောတာစောက်တလွဲလုပ်တာငါတို့တော်လိုင်းရေးဘက်ကဘယ်တော့မှစောက်တလွဲမလုပ်ဘူးဥပဒေနဲ့အညီပဲနင့်ကိုလုပ်မယ်ဥပဒေနဲ့အညီပဲနင့်ကိုအရေးယူမယ်နင့်မိသားစုကိုလည်းငါတို့ကအခုတက်ရှိကာလမှာစစ်ဘေးစစ်ဒဏ်တင့်နေတဲ့အတွက်ငါတို့ကပြစ်မထားဘူးဒီတော်လိုင်းရေးတပ်ဖွဲ့ဒီဘက်ကငါတို့ဘက်ကတာဝန်ရှိတဲ့လူကြီးတွေကဒီရဲဘော်တွေကအစားနေ့ကလေးတွေကိုငါတို့သွားပြီးကြည့်ရှုစောင့်ရှောက်ပေးမယ်နော်သဘောပေါက်လားထောက်ခံလေးဘာဖြစ်တာတော့နေလဲနေကြိုက်တာနေထောက်ခံတာပဲဘာမှဖြစ်ဘူးဒါပေမဲ့ဓမ္မနဲ့အဓမ္မဆိုတာတော့ခွဲခြားပြီးသိဖို့လိုတယ်နော်နေတာမိတ်ကလေးဖြစ်နေလို့ဒီဘက်ကဘာမှမလုပ်တာခုဒါမိတ်ကလေးအဖော်တွေနဲ့ငါတို့လာတာနေ့ငါတို့လက်ဖျားနဲ့တော့မထိဘူးထိလည်းမထိကြုံယွန်လို့အဲ့တော့မိဘပြည်သူညီကိုမောင်မလားခင်ဗျာကျွန်တော်ယခုမေးကြတဲ့ဗီဒီယိုဖိုင်မှတ်တမ်းလေးကိုကြည့်ရှုပြီးတော့မှညီကိုမောင်နှမတွေအားလုံးရဲ့သဘောထားမှတ်ချက်လေးတွေကိုကျွန်တော်လိုချင်ပါတယ်ကျေးဇူးပြုအားလုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်အောင်မြင်မုံရပါ